အစရမျက်နှာကားရဲ့သူဆိုတော့တခါတလေလေးမြခောက်ဆွဲစားမိလိုက်ရင်မနဲ့နိုးလိုက်မျက်နှာအခုလိုဖောင်းကားနေရတာပဲဒီရက်ပိုင်းတော့အစားတောက်လည်းနည်းနည်းတောင်းချမ်းထားတော့စင်ကျင်ရမှာပေါ့နော်โอเคတကယ်ပြောချင်တဲ့အကြောင်းအရာကတော့အစားတောက်ကြောင်မဟုတ်ပါဘူးနှကန်းကြီးအကြောင်းအရာပါဘာလို့လဲဆိုတော့ဒီရက်ပိုင်းမှာ Revlon post လေးတော်တော်လေးကိုတွေ့နေရတော့တီးသုံးနေရဒီ Revlon နှကန်းကြီးလေးအရန်ကောင်းနေဆိုတာလေးပြောပြချင်တာပါ number 445 T Rose ဆိုတဲ့ကာလာလေးမိနေကြမှာဆိုလို့ဝယ်ရင်ဒီကာလာလေးကိုလည်းဝယ်ပြအောင်ဝယ်ကြနော်အသားဖြူရဲသူအသားလက်တဲ့သူအသားညိုရဲသူတွေနဲ့တကယ်လိုက်တယ်ဒီလား तू ကလေအနီးရဲရဲလည်းမဟုတ်ဘူးကြက်သွေးရောင်လည်းမဟုတ်ပဲနဲ့အဲ့ဒီရဲ့ချားပေါ့နော် तू ကလေနှင်းစီနီလိုအယောင်မျိုးမှာပန်းလဲဖောက်မယ်ထင်တယ်အခုဆိုလေဒီလိုမျိုးတစ်ထပ်ပဲဆိုရအောင်တော်တော်လေးလာတယ်အဲ့ဒီလိုအတွင်းထဲအဖြစ်ဆိုတဲ့ပုံစံလေးဆိုရင်လည်းအရန်လိုက်တယ်လောက clean look လေးပြင်တဲ့အခါမှာဒီလိုအတွင်းအဖြစ်ဆိုတဲ့ပုံလေးနဲ့ဆိုတော်တော်လေးလှမှာဒီလား makeup တွေပါပြင်ပြီးတော့လုံးဝကိုလေအဲ့လိုကြွကြွရွနဲ့ confident ကပုံစံမျိုးလေးဖြစ်ချင်တယ်ဆိုရင်ဒီလိုမျိုးနှစ်ထပ်ပေါ့နော်နှစ်ထပ်ဆိုလိုက်ရင်သူ့ရဲ့ skin tone ကိုတစ်ဆင့်မြင့်သွားစေရဲ့ကာလာမျိုးလေးအရန်လာရယ်နော်လုံးဝ makeup မလိမ့်မဲနဲ့ skin care လောက်ပဲလိမ့်ပြီးတော့အပြင်ထွက်မဲ့နေမျိုးမှာဆိုရင်တော့လေဒါလေးကိုနှစ်ထပ်လောက်ဆိုသွားရင်တကယ်ကိုထင်းထင်းလေးဖြစ်ပြီးအရန်လာတာတီးဆိုအရင်ကဝယ်ထားပြီးတော့မလိုက်လောက်ဘူးထင်နေတာဒါမဲ့လေစိုးရင်းနဲ့မှလေတကယ်ကိုကြိုက်ပြီးတော့ကိုယ်နဲ့လည်းလိုက်တယ်ဆိုတာကိုသိသွားပါပေါ့နော်နံပါတ်လေးက445 T Rose ပါ Revlon ဝယ်မယ်ဆိုရင်ဒီနံပါတ်လေးလည်းမမေ့နဲ့နော်